မင်္ဂလာပါပမာတိုင်းသားပါတာဖြင့်တင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မတ်လ21ရက်နေ့တင်းတွေကိုကျွန်မရှင်းမုံကတင်ဆက်တော့ပါမယ်နာဖို့ပုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့၄ရက်မြောက်ဖြစ်တဲ့မတ်လ21ရက်ဒီကနေ့မှာစခန်းငယ်တွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်နာဖို့စစ်ကောင်စီတပ်စခန်းဟာမဆလာမြန်မာဆိုရှယ်လစ်တပ်မတော်က1980ခုနှစ်မေလမှာတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့ KIA စုပေါင်းတပ်ဖွဲ့တွေကတဖန်ပြန်လည်တိုက်ခိုက်သိမ်းယူထားတာဖြစ်ပါတယ်အခုချိန်တိုက်ခိုက်သိမ်းပိုက်ထားတဲ့စခန်းတွေကိုမိုင်းရှင်းလင်းတာနဲ့နေမြေရှင်းလင်းရေးတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်နမ်လောင်မှာတပ်ဆွဲထားတဲ့ခမရ438စစ်ကောင်စီတပ်စခန်းကိုလည်းမတ်လ21ရက်နေ့ဒီကနေ့ညနေပိုင်း9:00နာရီခွဲအချိန်မှာ KIA စုပေါင်းတပ်ဖွဲ့တွေကအပြည့်စီတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ရှေ့တန်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။ဆက်လက်ပြီးတော့စစ်ပေးရှောင်နေတဲ့ပြည်သူတွေအတွက်အကူအညီလိုအပ်နေတဲ့သတင်းကိုတင်ဆက်တော့ပါမယ်။ဆွမ်ဘရာဘုံဒေတာအတွင်းမှာ KIA တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ပေးတင်းရှောင်နေတဲ့ပြည်သူတွေဟာအရေးတကြီးအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။စစ်ပေးတင်းရှောင်နေတဲ့ပြည်သူတွေဟာပြီးခဲ့တဲ့မတ်လ10ရက်နေ့မလီယောင်မှာတိုက်ပွဲကြောင့်ထပ်ပြေးသိမ်းရှောင်နေချိန်မတ်လ23ရက်နေ့ကလည်းဆွမ်ဘရာဘုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်ထပ်ပြေးသိမ်းရှောင်တဲ့ပြည်သူတွေများလာတာဖြစ်ပါတယ်။အခုချိန်မှာစစ်ပေးရှောင်နေတဲ့ပြည်သူတွေဟာမိုးကတဲဆောက်ဖို့အတွက်မိုးကအလုံးလောက်မရှိတာတောက်တုံးရည်အတွက်တောင်ကျရည်ယူဖို့ရေပိုက်တွေအလုံးအလောက်မရှိတာနဲ့လမ်းပန်းဆက်တွေရဲ့အခက်ခဲကြောင့်အစားအသောက်ဆေးဝါးနဲ့အဝတ်အခြေဆောင်တွေတည်ယူဖို့အခက်ခဲကြုံနေရတာဖြစ်ပါတယ်။ဒါအပြင်ဆေးဝါးအလုံးလောက်မရှိတာကြောင့်တက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေအတွက်စိုးရိမ်ရတယ်လို့စစ်ဆောင်ပြည်သူတို့ကပြောပါတယ်စစ်ပေးသိမ်းဆောင်နေတဲ့ပြည်သူတွေဟာခဂရန်ကျေးရွာကအိမ်ထောင်စု43အိမ်မိုင်ထောင်ကျေးရွာကအိမ်ထောင်စု54အိမ်စူယောင်ကျေးရွာကအိမ်ထောင်စု130အိမ်အန်တဂလူကျေးရွာကအိမ်ထောင်စု17ခုနဲ့အားလုံးစုစုပေါင်း118အိမ်ရှိပြီးပြည်သူအယောက်1000ကျော်စစ်ပေးတိမ်းရှောင်နေတယ်လို့ဒေသခံပြည်သူတွေထံကနေသိရပါတယ်။တင်းတင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချက်မြေကြပါစေရှင်။ကျေးဇူးတင်ပါတယ်။